မိန်းကလေးတဦးသည်တေခြင်းတရားထက်ပင်ပိုမိုဆိုးရွားလာသောမွေးမြူရေးခြံတစ်ခုတွင်သူမ၏ဘဝတစ်ခုလုံးကိုကုန်ဆုံးခဲ့ရသည့်ထိုခြံတွင်လူများကိုကမာခရုများထဲမှပလဲများဖော်ယူရန်အတွက်သမုဒ္ဒရာရေအောက်အနက်ပိုင်းသို့ငုတ်ရှိုးရန်လေ့ကျင့်ပေးကြသည်ထိုလေ့ကျင့်မှုသည်အလွန်အန္တရာယ်များလာသဖြင့်ရေငုပ်သမားအများပြားအသက်ဆုံးရှုံးခဲ့ကြရသည်မိန်းကလေးသည်တစ်နေ့တွင်ထိုခြံမှလွတ်မြောက်ရန်အမြဲအိမ်မက်မက်နေခဲ့သည်တနေ့တွင်တော့ခြံကြီးကြပ်ရေးမှူးကအန္တရာယ်ကြီးမားလှသောဒွန်ဝမ်ရေကန်မှပလဲတစ်လုံးကိုရအောင်ယူနိုင်သူမည်သူမဆိုကြီးမားသောဆုလက်ကိုရရှိစေမည်ဟုကြေညာခဲ့သည်ဒွန်ဝမ်ရေကန်ဆိုသည်မှာတေးစေနိုင်သောပင်လယ်ရေသတ္တဝါများကျက်စားရာသမုဒ္ဒရာ၏အစိပ်ပိုင်းတစ်ခုဖြစ်ပြီးထိုနေရာသို့ပလဲသွားရောက်ရှာဖွေသူမည်သူမျှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ကြချေအန္တရာယ်များလည်းလွတ်လပ်ခွင့်ကိုအပြင်းထန်လိုလားနေကြသည့်ရေငုပ်သမားအချို့သည်ထိုစိန်ခေါ်မှုကိုရင်ဆိုင်ရန်သဘောတူခဲ့ကြသည်ထိုမိန်းကလေးဖြစ်သူဒွန်ဝိုအပါအဝင်ရေငုပ်သမားများသည်လှေတစ်စင်းဖြင့်ဒွန်ဝမ်ရေကန်စီသို့ထွက်ခဲ့ကြသည်နေရာသို့ရောက်ရှိသောအခါသူတို့အားလုံးရေထဲသို့ခုန်ချခဲ့ကြသည်သမုဒ္ဒရာပြင်ကြီးသည်အေးချမ်းစိတ်ငြိမ်နေတော့လဲရင်းဤအန္တရာယ်များမှာရေမျက်နှာပြင်အောက်တွင်ပုန်းအောင်နေပါသည်ရေငုပ်နေစဉ်အတွင်းဒွန်ဝိုသည်ကမာခရုကြီးတစ်လုံးကိုတွေ့ရှိခဲ့ပြီးပလဲတစ်လုံးကိုအောင်မြင်စွာဖော်ယူနိုင်ခဲ့သည်သို့သောအခြားရေငုပ်သမားများကသူမထံမှပလဲကိုလူယူရန်နောက်ွယ်မှနေ၍တိုက်ခိုက်ခဲ့ကြသည်ရုံးရင်ဆန်ခတ်ဖြစ်ပွားနေစဉ်အတွင်းဒွန်ဝိုသည်ရေအောက်၌တတိလစ်သွားသည်အခြားရေငုပ်သမားများကပလဲရှိရာဥတီသွားနေကြစဉ်မှာပင်သူတို့ရှိရာသို့ဥတီလာသည့်ငါးမဲတစ်ကောင်ကိုရုတ်တရက်မြင်တွေ့လိုက်ရသည်ထိတ်လန့်မှုများလွှမ်းမိုးပြီးနောက်သူတို့သည်ရေမျက်နှာပြင်ပေါ်သို့အမြန်တက်ကာခြင်းတို့၏လေပေါ်သို့ကမန်းကရန်ပြန်တက်ခဲ့ကြပြီးဒွန်ဝိုကိုစွန့်ပစ်ထားခဲ့ကြသည်